Jimmy အကောင့်ဖွင့်တဲ့နည်းလေးကိုမျှဝေပေးပါမယ် Jimmy အကောင့်ကိုမဖွင့်တတ်တဲ့ညီကိုမောင်နှမတွေဆိုရင်ဒီဗီဒီယိုဖိုင်ကြည့်ပြီးဆိုရင်ကိုယ်တိုင်ကိုကြဖွင့်တတ်သွားမှာဖြစ်ပါတယ်နော်ဆိုင်မှာတက်ဖွင့်စရာမလိုဘူးနော်ပထမအဆုံးအနေနဲ့ကျွန်တော်ရဲ့အကောင့်တွေကို follow လုပ်ထားပေးအောင်နော်ကျွန်တော်တို့ Gmail အကောင့်ဖွင့်မယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာဒီလိုမျိုး Gmail စာအိတ်လေးရှိတယ်နော်အဲ့ဒီ Gmail စာအိတ်တွေကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ် Gmail စာအိတ်လေးတစ်ချက်နှိပ်ပြပြီဆိုရင်ဒီအပေါ်ကနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နော်ဒီပေါ်ကနေရာလေးတစ်ချက်နှိပ်ပြီဆိုရင်ကျွန်တော်ကြားတော့Gmail ကဖွင့်ထားပြီးသားဖြစ်တယ်ပေါ့နော်ဖွင့်ထားပြီးသားဖြစ်တဲ့အတွက်ထပ်ဖွင့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာနော် ADT ပေါ့နော်အဲဒီမှာနော်တခြားကြည့်နော်လူပုံစံအပေါင်းလေးနဲ့ ADT လေးကျွန်တော်တစ်ချက်နှိပ်မယ်ပြီးသွားရင်ဒီလိုမျိုးပေါ်လာပြီဆိုကျွန်တော်တို့ဒီမှာနော် Google ကိုပဲကျွန်တော်တစ်ချက်ယူလိုက်ပါ Google ကိုယူသွားပြီဆိုရင်တကယ်လို့ကိုယ့်ဖုန်းမှာ log ခတ်ထားတဲ့ဆိုရင်ကျွန်တော်တို့လက်ပွေတယ်နော် log ထည့်ပေးလိုက်ပါ log ထည့်ပြီးသွားပြီဆိုရင်သူကဒီလိုမျိုးပေါ်လာခဲ့တယ်နော်ဒီလိုမျိုးပေါ်လာခဲ့ပြီဆိုကျွန်တော်တို့က Gmail account အသစ်ဖွင့်မှာဖြစ်တဲ့အတွက်သူကဒီမှာနော် create account ဆိုတဲ့နေရာလေးကျွန်တော်တစ်ချက်နှိပ်မယ်ပြီးသွားပြီဆိုရင်သူကပြောတာကဒီမှာကျတော့သူကဝင်းမီကိုယ်တိုင်သုံးဖို့အတွက်ဖွင့်တာလားဒါမှမဟုတ်ပဲね business ပေါ့နော်စီးပွားရေးအတွက်ဖွင့်တာလားပေါ့ကျွန်တော်တို့ကကိုယ်တိုင်သုံးဖို့အတွက်ဖွင့်တာဖြစ်တဲ့အတွက်ဒီမှာနော်ဒီနေရာလေးကိုကျွန်တော်တစ်ချက်နှိပ်မယ်နော်အပေါ်စာကြောင်းလေးကျွန်တော်ရွေးလိုက်မယ်အပေါ်စာကြောင်းလေးရွေးပြီးဆိုရင်သူကဒီမှာပထမနာမည်ဒုတိယနာမည်ထည့်ခိုင်းတယ်ပေါ့နော်ပထမနာမည်ဒုတိယနာမည်ကျွန်တော်တို့ကအင်္ဂလိပ်စာလုံးနဲ့ထည့်ရမှာနော်ဥပမာဆိုလိုချင်တာဗျာကျွန်တော်တို့ကနာမည်နှလုံးရှိတဲ့သူတွေဆိုရင်အပေါ်တစ်လုံးအောက်တစ်လုံးပေါ့ကျွန်တော်ကဒီမှာထည့်ပြမယ်နော်ကျွန်တော်ကနာမည်နှလုံးရှိတဲ့အတွက်ကျွန်တော်ကဲဒီလိုမျိုးပေါ့နော်ကိုကနာမည်နှလုံးထည့်လို့ရတယ်နာမည်နှလုံးထည့်ပေးလိုက်နော်အပေါ်တစ်လုံးအောက်တစ်လုံးထည့်ပေးလိုက်ပြီးရင်ဒီမှာ next ဆိုတဲ့နေရာနှိပ်လိုက် next ဆိုတဲ့နေရာနှိပ်ပြီးဆိုရင်ဒီမှာကျတော့ day လို့ခေါ်တယ် day ဆိုတာကကိုယ့်ရဲ့ရက်ပေါ့နော်မွေးရဲ့ရက်ဘယ်နှစ်ရက်လဲပေါ့ကိုကအဆင်ပြေတယ်လို့ပဲထည့်လိုက်မယ်နော်ကျွန်တော်ကတော့15ရက်ပေါ့နော်ဒီမှာကြာရင်ကျွန်တော်တို့မွေးတဲ့လကိုကျွန်တော်ရွေးလိုက်ပါဟုတ်ပြီနော်မွေးတဲ့လပြီးရင်ဒီမှာကျတော့ကျွန်တော်တို့ကရက်ကိုကျွန်တော်ရွေးလိုက်နော်ဒီမှာကျတော့မွေးသက်ခုပေါ့နော်ခုကကိုကဘယ်နှခုရက်ကိုကိုဖွင့်လိုက်တဲ့ Gmail ကအသက်ငယ်လို့လည်းမရဘူးเนาะကျွန်တော်ကဒီမှာဥပမာကျွန်တော်ထည့်ပြမယ်โอเคပြန်ရင်ကျွန်တော်ဒီနေရာလေးနှိပ်လိုက်မယ်ခုထည့်ပြရင်ဒီနေရာလေးနှိပ်မယ်နှိပ်ပြီးဆိုရင်ဒီမှာတော့ယောက်ျားလေးလား main ကလေးလားရှိပြောထားတယ်เนาะအမှကိုကျွန်တော်တို့ကယောက်ျားလေးဆိုယောက်ျားလေး main ကလေးဆို main ကလေးဆိုကျွန်တော်ရွေးလိုက်မယ်ရွေးပြီးပြီဆိုရင်ဒီမှာ next ကိုနှိပ်ပြီးဆက်သွားမယ် next ကိုနှိပ်ပြီးဆက်သွားမယ်ဆိုရင်ဒီမှာကျွန်တော်တို့ကြိုက်တဲ့ Gmail ပုံစံကိုကျွန်တော်တို့ကရေးထည့်ပေးပါတဲ့เนาะဆိုတော့ကျွန်တော်ကခုနကတော့ကျွန်တော်နာမည်ထည့်ထားတယ်မလားဖြိုLAY လေးပေါ့နော်ဖြိုလေးအဲ့လိုမျိုးရေးပြီးသွားပြီဆိုရင်အဲ့ဒီမှာကျွန်တော်တို့အနောက်မှာကျွန်တော်တို့ကနန်းပေါ့ကနန်းကိုလည်းကိုစင်ပြေသလိုပေါ့ထည့်ကြည့်လိုက်โอเคပြီးရင် next ကိုကျွန်တော်ထပ်နှိပ်လိုက်ဒါဆိုရင် next နှိပ်ပြီးပြီဆိုရင်ဒီမှာသူက password တောင်းပြီpassword တောင်းတဲ့ခါကျရင်ညီကိုမောင်နှမတွေအဆင်ပြေတဲ့ password ရှစ်လုံးထည့်လိုက်ပေါ့နော်ကျွန်တော်ကတော့အဆင်ပြေတဲ့ password ပဲကျွန်တော်ထည့်လိုက်မယ်ဟုတ်ပြီနော်အဲ့တော့ password ထည့်ပြီးပြီဆိုကျွန်တော် next ကိုကျွန်တော်ထပ်နှိပ်မယ် next ကိုတစ်ချက်ထပ်နှိပ်ပြီးဆိုဒီလိုမျိုးပေါ်လာပြီဆိုရင်ဒါကျွန်တော်တို့ Gmail account အောက်ရလာပြီပြီးရင်ဒီမှာ next ကိုပဲကျွန်တော်ထပ်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော်အပေါ်ဆွဲတင်လိုက်မယ်နော်ပေါ်ဆွဲတင်ပြီးတော့အောက်ကအပြာရောင်လေးပဲကျွန်တော်နှိပ်မယ်နော်အောက်အပြာရောင်လေးပဲကျွန်တော်နှိပ်မယ်โอเคဒါဆိုရင်ကျွန်တော်တို့ရဲ့ Gmail account တစ်ခေါက်ကျွန်တော်တို့ရသွားပြီပေါ့နော်ရသွားပြီဆိုကျွန်တော်တို့ဒီမှာပေါ့ဒီနေရာမှာတစ်ချက်နှိပ်မယ်ဒီညမှာနှိပ်မယ်ဒီမှာပေါ့နော်ခုနကတော့ကျွန်တော်ဖွင့်လိုက်တဲ့ Gmail ကဒီအောက်ဆုံးမှာပေါ်နေတယ်လားကျွန်တော်တို့ Gmail တစ်ခေါက်ရသွားပါပြီเนาะအဲကြောင့်ညီကိုမမတွေတဲ့ဒီဗီဒီယိုပိုင်းလေးကြည့်ပြီးတော့ကိုယ်တိုင်ကိုကြဖွင့်တတ်တော်မှာဖြစ်ပါတယ်เนาะအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာသိချင်တာလည်းရှိနေကျွန်တော်ကိုကွန်မန့်မှာရေးမေးလို့ရပါတယ်